ဒီနေ့လာshare လုပ်ပေးမှာကယူဖာဆိုတဲ့ဒီ grammar pattern ကို share လုပ်ပေးမှာပါအဲ့တော့ grammar pattern နဲ့မှာအဲ့ဒီစာလုံးလေးကယို့ဆိုတဲ့စာလုံးလေးတချို့ကနည်းနည်းမတဲမကွဲဖြစ်ကြပါကွာအဲ့တော့လာ share အဲ့လို share လုပ်ပေးမှာနော်ယို့ဆိုတာကတစ်ခုနဲ့တစ်ခုကိုဖြစ်ထပ်ဆင်ဖြစ်ပွားတဲ့နေရာတွေမှာသုံးပါတယ်ဘယ်လိုနေရာမှာသုံးလဲဆိုရင်နားပြီးတော့ထားယို့လာလားသူထပ်လာပြန်ပြီအဲ့ဒီလူကပထမတစ်ခေါက်တော့လာပြီးသွားပြီအဲ့တော့နောက်တစ်ခေါက်ထပ်လာတဲ့ခါမျိုးကိုကတွေ့တော့ထားယို့လာလားသူထပ်လာပြန်ပြီဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်ထားယို့ချင်လားသူထပ်စားပြန်ပြီပြောချင်တာပထမတစ်ခေါက်တော့သူစားပြီးသွားပြီအဲ့တော့ထပ်စားတာပေါ့နော်ထားယို့ချင်လားထားယို့မိုင်လားသူထပ်ဝယ်ပြန်ပြီပထမတစ်ခေါက်တော့သူကအဲ့ဒီပစ္စည်းကိုဝယ်ပြီးသွားပြီဒါပေမဲ့ကြိုက်တော့နောက်တစ်ခေါက်ထပ်ဝယ်တယ်ကွာထားယို့မိုင်သုံးရှိလားသူပစ္စည်းထပ်ဝယ်ပြန်ပြီထားယို့ချွေလားသူထပ်သွားပြန်ပြီသွားပြီးတဲ့နေရာကိုထပ်သွားတာဒါမှမဟုတ်သွားပြီးတော့ပြန်လာတယ်ပြန်ပြီးတော့ပြန်ထွက်သွားတယ်အဲ့လိုမျိုးပေါ့နော်တစ်ခုနဲ့တစ်ခုထပ်ဆင်ဖြစ်ပွားတဲ့နေရာမှာသုံးတယ်ဘောနော်သူထပ်ဝယ်ပြန်ပြီထပ်သွားပြန်ပြီထပ်လာပြန်ပြီထပ်စားပြန်ပြီတစ်ခုနဲ့တစ်ခုအဲ့လိုပေါ့နော်လုပ်ပြီးတဲ့အရာစတိုက်ဖြစ်သွားတဲ့အရာမျိုးပေါ့အဲ့လိုမျိုးမှာသုံးတယ်နော်အဲ့တော့ယိုဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ယိုဘူးရှိယိုယိုဆိုတာကရှိသည်ဖြစ်သည်ပေါ့နော်တနည်းအားဖြင့်ရှိတယ်ဖြစ်တယ်အဲ့လိုမျိုးမှာသုံးတယ်နော်ဒီယိုဆိုတာကတော့တစ်ခုနဲ့တစ်ခုထပ်ဆင်ဖြစ်ပွားတဲ့နေရာမှာသုံးပါတယ်အဲ့တော့တချို့အတန်းသူလေးတွေတန်းသားလေးတွေနားမနေတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့လောရှိအခု share လုပ်ပေးတာလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်